အားလုံးပဲမင်္ဂလာပါဒီခါမှာတော့ web page တစ်ခုလုံးစာ full size screenshot ယူတဲ့ပုံစံလေးကိုပြပြပေးပါမယ်ပုံမှန်ဆိုလို့ရှိရင် screenshot ရယူတဲ့အခါဒီအပိုင်းလောက်ပဲယူတာတော့ပြီးလို့ရှိရင်ဒီဘက်က section လေးကိုယူချင်တယ်ဆိုတော့ screenshot နောက်တစ်ခါထပ်ရိုက်လောက်ရတတ်တယ်ပေါ့နော်အဲ့တော့ web page တစ်ခုလုံးစာကြီးကို screenshot ယူမယ်ဆိုတဲ့အခါဘာ plugin တွေဘာ extension တွေမှမသုံးဘဲနဲ့ Chrome ရဲ့ Inserter လေးကိုသုံးပြီးတော့ယူပြပါမယ်။အဲ့တော့ဒီဟာကတော့ empty coding test ကသင်တန်းသူတစ်ယောက်ရဲ့ final project ဖြစ်ပါတယ်။အဲ့တော့ဒါလေးကို screenshot ယူမယ်ဆိုရင် right click ထောက် insert လေးကိုတစ်ချက်ထောက်ပြီးရင်မပုတ်သမားတွေက command shift p ကိုတွဲနှိပ်ပါ window သမားတွေက control shift p ကိုတွဲနှိပ်ပါပြီးရင် full လို့ရိုက်ရှာလိုက်ပါအဲ့တော့ capture full size screenshot ဆိုတာလေးကိုနှိပ်လိုက်ရုံပါပဲ။ဒါဆိုဒီနေရာလေးမှာပုံလေးကိုကြည့်လို့ရပါပြီအဲ့တော့ဒီလိုပုံစံမျိုးနဲ့ကိုတိစောက်ထားတဲ့ web page လေးတွေကိုတင်ဆက်ထားလို့ရပါတယ်